Erabe. They hello one man, Taman, Danari, Tilari, Uzino, Lokebi, Lolo, Lupi, Nepsi, Yakebi, Tamanle, Uzino, Tamatari, Shubi, Zani, Saibido, Jamabon, Yabi, Uzino, Kabai Pia Bizuili, Kabai Pia Bizu, Uzino, Kabai Pia, Chana, Kabapia, Shidano, Kabapia Bizu in the Gamayo, Ludiga, a column, oh, the Uzino, Ruba Bondia, Patamazan Boni, a Patamazan, all Boni Piano. A taps bony on Yaldida, Piotena Uzendua, Auto, San Yara, Shike Bude, Nalela Uzendura, Kabai Pia Bizo, the Napi Chota Compia Milan, Lupi, Napi Chota Compia, Edgar Jan Uzeno Jamabo, Yawadida, Edgar Jan Santama, Sandy Winzara. They had Arto in Alabama, the shoe, the Katani shoe in it, Sandy Side, Sandy Winzara, Jamabo, Piandaya, Lulu, Nalela. And it's Uzenoa, the don't at the Boma. Jamabo, they shall put it. Napile, Kanakanawe, Lubile, Kanakanawe, a pay living or a nearly you living a year like the lace and like baked up like a student gave you like the lace and mother quit you like, no up you like, chaps you like, what you like, nap you like, Masomula. So nearly the Gomayo Palome, the Gajiro Palomele. The cool essence are Arudia. Neymango Mayoy, O Nati, Dokabi, Maludobu, Tode Maochinobu, Manachinobu, Matechinobu, Akulo, Sultane. Kikalaji, Hodamala, Dokari, Mayana, the Gayamaido, Semilian, down, Kunanganjima, Hodamala, the car, Ludari, Dokari, Yoni, Tilo Dokari, Maluchin, Paloya Malay, Dave, Tila, the Maripina, a chingo chin, Mimiro, Lanshide, Hodamala, Dave, Uzano Chia, the Lamashide, but do my land you told you, Nitcha, Malone, Hodana, go job, Rujale, go, a John Maconke, a Chumacona. ရှင်းလားသဘောပါလားဒါကြောင့်ဦးဇင်းတို့အကြောင်းကောင်းဦးဇင်းတို့ဒီဘဝမှာကောင်းကောင်းကျင့်လိုက်မယ်ဟုတ်တယ်မလားကောင်းကောင်းသီလကိုဖြည့်စင်သွားဖြည့်ခြင်းမယ်အားလုံးပေါ်မေတ္တာထားမယ်ဟုတ်တယ်မလားဘုရားဟောတဲ့သမထဝိပဿနာတရားတွေစူးစမ်းအားထုတ်မယ်အဲ့လိုဆိုရင်ဒီဘဝမှာသောတာပန်တည်သွားရင်အပယ်မပိတ်သွားဘူးလားပြီးသွားပြီဘဝငြိမ်းချမ်းသွားပြီဟုတ်တယ်မလားသောတာပန်ဒီဘဝမပြီးသေးဘူးဆိုရင်လည်းကဲနတ်ပြည်ကနေတဆင့်သောတာပန်တဂရဂံအနာဂံယန္တာမဖြစ်နိုင်ဘူးလားဒီဘဝကြိုးစားမှတော်ရကြတော့မယ်လို့ဦးဇင်းတတိပေးခြင်းတယ်နားလည်လားသဘောပေါက်လားအဲ့ဒါတကမယူငိမ့်ချမ်းစွာနေရတော့မှာဟုတ်လားဒီတိုင်းရွာလေးမှာနေလိုက်ဘာလို့ကြလဲရွာမှာဘာလို့လဲစဘာဆိုင်လားလောဘချစ်တာဒီမှာလည်းလောဘရှိဦးဇင်းမကြိုက်ဘူးလောဘတွေခုတ်လိုက်လို့ပြီးဒီတိုင်းပဲကို့အဖိုးအဖွားတွေလည်းအဲ့လိုလဲလှုပ်လိုက်ဟုတ်လားဒီလိုပဲရွာမှာကုသိုလ်လေးနည်းနည်းလှုပ်လိုက်ဒီလိုလေးနေလိုက်နဲ့ခေါင်းဖြူသွားတယ်ဟုတ်လားအိုလဲနောက်ဆုံးနာတယ်နောက်ဆုံးသေကုန်ပါဒါပဲအိုကြနာကြသေကြတယ်ဒီတိုင်းပဲကို့အဖိုးအဖွားတွေဒီတိုင်းကိုလည်းအခုတဖြည်းဖြည်းအိုလာပြီတခါကြီးခေါင်းဖြူသွားပြီဥဖာဝါဟုတ်တယ်မလားဒါဥစဉ်တို့ရဲ့ဓမ္မတာပဲနော်ဒါကိုဥစဉ်တို့ဒေါသဖြစ်နေဖို့လည်းမလိုမကျင်တတ်ဖြစ်ဖို့လည်းမလိုလက်ခံနိုင်ရဒီခန္ဓာရဲ့သဘောကအိုတဲ့သဘောနာတဲ့သဘောသိတဲ့သဘောရှိဒီအာတုဝခန္ဓာအင်းကြီးဘာမှသုံးလို့မရအောင်ဒီခန္ဓာတွေကအနှစ်ရှာရင်ဥစဉ်တို့ကသီလသမာဓိပညာတွေရအောင်ထုတ်ယူရမယ်ခန္ဓာတွေကအနှစ်ရှာရမယ်ဟုတ်လားခန္ဓာတွေကဘာတွေရှာရမလဲသီလသမာဓိပညာအနှစ်တွေနိဗ္ဗာန်ရောက်ကြောင်းအနှစ်တွေရှာရပစ္စည်းဥစ္စာတွေကအနှစ်ရှာရင်ဒါနကိုထုတ်လာအခုတကမကြီးတို့ကျောင်းမှာတန်ဃာတော်တွေဆွမ်းလက်ကတာအဲ့ဒါပစ္စည်းဥစ္စာတွေကနေအနှစ်ထုတ်လိုက်တာဒါနဆိုတဲ့ပါရမီယရဏရသွားတာနားလည်လားအခုဆရာတော်တီလာတွေပေးလိုက်တယ်တီလာကိုကောင်းကောင်းဖြည့်ခြင်းရင်ခန္ဓာတွေကနေတီလာဆိုတဲ့အနှစ်ကိုထုတ်ယူလိုက်တာအခုဗုဒ္ဓဂုဏ်တော်ပွားနည်းတစ်ခုထပ်တင်လေးအောင်မယ်ဟုတ်တယ်မလားဗုဒ္ဓဂုဏ်တော်ပွားရမယ်နော်ဗုဒ္ဓဂုဏ်တော်ပွားရင်သိကောင်းတာတခါကြီးတို့မိုက်လို့ကြားလားဒီလိုပူလောင်နေတဲ့လောကကြီးမှာလေဘုရားရဲ့ဂုဏ်တော်ပွားရင်စိတ်ချမ်းသာတာတအားပျော်ဖို့ကောင်းတာကြားလားဟိုဘာပစ္စည်းဥစ္စာပေါ်များတာဒီဟိုဘာတွေအရေးမကြီးဘူးအဓိကစိတ်ချမ်းသာတာဘာလဲဗျာဘုရားဂုဏ်တော်ပွားရင်စိတ်ချမ်းသာတယ်နားလည်လားဘာကြောင့်စိတ်ချမ်းသာလဲဆိုတော့ဗုဒ္ဓကိလေသာမရှိတော့ဘာမရှိကိလေသာတွေဝေးကွာနေတဲ့ရှင်တော်ဗုဒ္ဓရဲ့ဂုဏ်တော်ကိုပွားနေတဲ့လူမှာကို့မှာလည်းဓာတ်တွေကူးရင်းနဲ့စိတ်တွေအေးမြလာလောဘတွေဒေါသတွေမောဟတွေမာနတွေအိတ်တာမစ္စရိယမီးတွေငြိမ်လို့စိတ်မှာအေးချမ်းလာတာနားလည်လားဦးဇင်းပြောလားသဘောပေါက်လားအဲ့ဒါကြောင့်ဘာဂုဏ်တော်ပွားရမလဲဘုရားဂုဏ်တော်ပွားပြီးငြိမ်းချမ်းစွာနေရမယ်ဘဝမှာကြားလားဂုဏ်တော်ပွားရင်ဟိုနိဗ္ဗာန်တိမျက်မှောက်ပြုနိုင်တယ်လို့အင်္ဂုတ္တပါဠိတော်ကြီးမှာဟောထားတာဗုဒ္ဓကဒါကြောင့်ဒီနေ့ဘုရားဂုဏ်တော်ပွားဖို့ဦးဇင်းတိုက်တွန်းနေနော်ဒ
ဒါနလောက်လေးနဲ့မပြောနဲ့တော့ကြလားတီလာဖြူစင်သွားဖြည့်ချင်းပြီးအားလုံးပေါ်မေတ္တာထားပြီးဘာကုံတော်ပွားမလဲဖရာကုံတော်ပွားမယ်နော်ဖရာကုံတော်ဘာလို့ကြမလဲပွားမယ်ဂုံတော်ဘယ်နှပါးရှိလဲဆိုကြည့်ပါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏဓမ္ပနောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓဘဂဝါအဲ့ဒါဂုံတော်ကိုးပါလုံးနေ့စဉ်ရွတ်ပြီးတော့ပွားနေလဲရတယ်နော်တခါကြီးစိတ်ချမ်းသာတယ်ဘုရားဂုံတော်ပွားရင်နော်တိတ်ကောင်းလားဘီအန်တွေလည်းကင်းတယ်ဒါကင်းလားဒါကတော့ဒီအကျိုးတွေကိုဦးဇင်းတို့ကမလိုချင်တော့လဲရလာမှာဘုရားဂုံတော်ပွားရင်နော်နတ်တွေချစ်တယ်နတ်တွေစောက်ရှောက်တယ်လက်လာပါးတွေပေါ်လဲပြီးရင်ဘီအန်တွေကင်းတယ်ဒါတွေကသူ့အလိုလိုရောက်လာတာအဲ့ဒါတွေကတောင်းတစရာမလိုအဓိကဘုရားဂုံတော်ပွားလိုက်ရင်ချက်ချင်းလက်ငင်းကဘာလဲဆိုတော့စိတ်ချမ်းသာဘာဖြစ်လဲကိလေသာဝေးတော်မူတဲ့မြတ်စွာဘုရားရဲ့ဂုဏ်အာရဟံတစ်လုံးပဲပွားကြည့်လိုက်ဆိုအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကြည်စမ်းတခါကြီးတို့မိုက်လို့ဘုရားကုံတော်လေးပွားလိုက်တာနဲ့ကိုယ့်ရင်ထဲမှာအေးချမ်းသွားတာဟုတ်တယ်မလားလောဘတွေဖြစ်နေတယ်ဘုဆိုမကျင်납ဘူးဘဒုကိုမကျင်납ဘူးဖြစ်နေချက်ချင်းပွားလိုက်ချက်ချင်းအေးချမ်းသွားတာဗုဒ္ဓရဲ့ကုံတော်ချက်ချင်းကိုတန်ဒိဋ္ဌိကိုမျက်မှောက်ကိုအကျိုးပေးတာဟုတ်ပြီလားနော်တေချာပွားကြည့်တော့ကြားနာတယ်မိုက်လို့အဲ့မှာတခါကြီးလေရင်မူးပေါ့လေလက်ထောက်လေရင်မူးတယောက်ရှိတယ်သူ့နာမည်ဥကျော်မြင့်လို့ခေါ်ဘယ်သူလဲသူကအသက်20အရွယ်ကစပြီးတော့မိဘတွေဆရာသမားတွေသင်ပေးတဲ့ဖခင်ကုံတော်သူပွားလာတာကြားလားဒါကြောင့်သူ့ဘဝမှာအယံစိတ်ချမ်းသာရတယ်အလောက်ကင်တွေလည်းအစဉ်ပြေတယ်ယာဓုတွေလည်းသူတက်လာတာဘာကုံတော်ပွားတယ်ဖခင်ကုံတော်ပွားတာနော်ဖခင်ကုံတော်ပွားပတိစိတ်တယ်သူကဂုံတော်နဲ့ပတိစိတ်တယ်ဟုတ်ပြီလားဒါကြောင့်တို့မိုက်တို့ပတိလည်းစိတ်လို့ရပါတယ်နော်ဒါတချို့ကထေရဝါဒမှာပတိမရှိဘူးဆိုလိုက်អော်နေလိုက်အော်ကြိုက်တယ်လို့အော်အဓိကကုသိုလ်ဖြစ်ပြီးစိတ်ချမ်းသာဖို့အရေးကြီးတယ်နားလည်လားပတိကတော့ဟုတ်တယ်ထေရဝါဒမှာပတိတော့မရှိဘူးစာပေမှာမပါဘူးဒါပေမဲ့ပတိရဲ့သဘောကဗုဒ္ဓရဲ့တရားတော်တွေကဒီအကျင့်ကိုကျင့်လိုက်လို့လောဘဒေါသမောဟကင်းဝေးတယ်ဆိုရင်အဲ့ဒီအကျင့်ကအမှန်ပဲဒါကြောင့်ပတိစိတ်လို့စိတ်အေးချမ်းတယ်လောဘဒေါသကင်းဝေးအဲ့ဒါအမှန်ပဲပတိစာပေမှာမရှိဘူးဆိုပြီးတော့တယူမတန်ရဘူးတခါကြီးတို့မှာကြားလားဒါထေရဝါဒမဟုတ်ဘူးအဲ့လိုမကရအောင်မဆုတ်ချရအောင်ကြားလားပတိကိုအဓိကမဟုတ်အဓိကဂုံတော်ပွားရင်းနဲ့ပတိကရေတွက်တဲ့သဘောမှတ်သားတာဟုတ်ပြီလားစိတ်ငြိမ်အောင်ကင်လိုက်တာတမာရီမရှိတဲ့လူတွေအတွက်ပတိလေးကိုကင်ပြီးတော့စိတ်တာဒါကိုအပြစ်မတင်ရအောင်ဒါပေမဲ့လူအထင်ကြီးအောင်ပတိလေပင်မှာဆွဲပြီးတော့ဘာမှဗဇက်ကဟိုပောက်ကရလိုက်ပြောဖျားကုန်တော့မဖော်အဲ့ဒါမျိုးကြတော့ကဲ့ရက်တဲ့ရှုတ်ချတဲ့ဘာပြောလို့မကောင်းဘူးကိုကဲ့ရက်ရဟုတ်တယ်မလားပတိလေမှာဆိုရင်သူများအတင်လိုက်ပြောနေတော့အဆင်မပြေဘူးဟုတ်တယ်မလားအဓိကကတော့ဂုံတော်ပွားဖို့ပါနော်ပတိပါလဲရတယ်မပါလဲရပါတယ်ဟုတ်ပြီနော်အဲ့လိုဘုရားကုံတော်ပွားရအောင်တေးချပွားနော်ပွားလိုက်ရင်ကိုယ့်ရင်ထဲမှာအေးချမ်းဒီတခါကြီးဥကျော်မြင့်ဆိုရင်သူ့ရဲ့အစဉ်ပြေတယ်သူဂုံတော်ပွားတော့စိတ်ချမ်းသာတယ်ပြီးရင် तू ကသူ့အမေမုတ်ဆိုးမှရှိတယ်သူ့အမေကိုလည်း तू နေ့စဉ်ရှစ်ခိုးပြီးတော့အိတ်တယ်ဟောမိဘကိုလည်းမလေးစားဘူးလားလေးစားလားလေးစားဒါကြောင့်သားသမီးတွေတကတော်မလေးတွေကြားလားအဖေအမေတွေကိုဂရုစိုက်ရမယ်မိဘကိုပြုစုလုပ်ကြွေးတယ်ဒါမင်္ဂလာမရှိဘူးလားရှိတယ်မိဘကိုရှစ်ခိုးပြီးအိတ်ရတယ်သားသမီးတွေဆိုဟုတ်ပြီလားအဲ့ဒါကျေးဇူးမိဘဆိုတာကျေးဇူးရှင်တယ်ဒါကြောင့်ယနေ့ခေတ်သားသမီးတွေမိဘကျေးဇူးမမေ့ရဘူးဟုတ်လားအဖေအမေရဲ့ဂုဏ်ကျေးဇူးကိုနားလေသဘောပေါက်ပြီးမိခင်ဖခင်တေးချကိုရှစ်ခိုးဥချပြီးအိတ်ရတယ်ဥကြော်မြတ်အဲ့သူ့အမေကိုသူရှစ်ခိုးပြီးအိတ်ဘုရားဂုဏ်တော်လဲပွားတယ်ဒါကြောင့် तू ကအစဉ်ပြေတယ်သူ့ဘဝကြီးအေးချမ်းတယ်ယာဓုတွေဆိုတော့တဖြည်းဖြည်း तू တိုးတက်လာတာတနေ့တော့အခါမောလေးပြောချင်တာလူရင်းအချုပ်လေးเนาะပြောချင်တာဘုရားဂုဏ်တော်ပွားတဲ့အတွက်သူ့မှာ BN တွေကင်းပုံလေးကိုဦးဇင်းကပြောချင်တာเนาะအဲ့ဒီတနေ့မှာသူတို့ဒီရန်ကုန်လေဆိပ်ကနေပြီးတော့သူတို့မန္တလေးကိုမောင်းရတယ်ပေါ့နော်မန္တလေးလေရင်ထွက်တယ်အဲ့ဝါကောင်လာပေါ့အချိန်လေးကဝါကောင်လာတယ်အဲ့ဒီမှာလေရင်မှုပေါ့သူကတော့လေရင်မမောင်းရပါဘူးလက်ထောက်ဆိုတော့လေမမောင်းမဲနဲ့သူကကြံတဲ့အလုပ်တွေဝိုင်းလုပ်ပေးတယ်အလေရင်တက်သွားတာလေရင်မောင်းသွားမန္တလေးဘက်ကိုမောင်းသွား
မောင်လေးရ2နာရီလောက်ကြာတယ်ကောင်းကင်ပေါ်မှာမောင်းရင်းနဲ့ရာသီဥတုသိမ့်မကောင်းအဆက်အသွယ်တွေမှာပြတ်နေတာအဲ့မှာဟိုကအဆက်အသွယ်ပေးတယ်လေရင်ဆင်းလို့ရတော့မယ်ပေါ့အချိန်က2နာရီလောက်ရှိနေပြီဆိုပြီးတော့ပြောလေရင်ကဟိုရှမ်းပြည်ပဲရောက်နေတာမန္တလေးကြော်သွားတာနော်မှောင်မဲတော့ကောင်းကင်ကြီးကလေထုတွေဘာမှမမြင်ရတော့တိမ်တိုက်တယ်အဲ့မှာဟိုကဆင်းဖို့ဆိုတော့လေရင်လမ်းကြောင်းကပြောင်းနေတာမတိလိုက်ဘူးလေရင်မှုကအဲ့ဒါမန္တလေးလေစိတ်ကိုဆင်းဖို့ဆိုတော့ဟိုပီမြင့်ပေ9000ကျော်အောင်ရှင်းလာတာနောက်ဆုံးအဲ့ဒီမှာ9000ကျော်လောက်မှာပင်းတရတောင်ကြီးကိုတော့ဝင်တိုက်တာရှမ်းပြည်မှာပင်းတရတောင်ဟုတ်လားတော်ကြီးတိုက်တာလေရင်ကတခါတည်းလေထွက်ပြီးတော့တကားကြီးအကုန်ပြုတ်ထွက်လာတကားပေါင်းကထိုင်နေလေရင်မှုအဲ့ဟိုနာတွေကဥကြော်မြေလွင့်ထွက်သွားတာအဲ့ပင်းတရတောင်လေးကြီးတောင်ပိုင်းလေးမှာတော့ကြတာသူတို့အဲ့မှာလူတွေတချို့12ယောက်လောက်ပြုတ်ကြတာအဲ့ဟိုကြံတဲ့ဟိုဒီလေရင်ဥကောင်းပိုင်းမှာလေရင်မှုတွေလက်ထောက်အဲ့ဒီမှာလေရင်မှုတွေဝန်တန်းနေကြံတဲ့ခရီးတွေအကုန်လုံးမီးလောင်အကုန်လုံးအလောင်းတွေပြောက်သွား yes အဲ့ဒီဥကြော်မြေမြေကြီးအောက်ရောက်သွားတာသူကန်ကောင်းတာလေရင်စီတွေတဲ့သူ့ပေါ်မကြလာဘူးဘာမှမဖြစ်ဘူး तू ကထတော့ तू ကြည့်လိုက်တာလေရင်ရောက်ဟိုမှာအကုန်လုံးလေရင်မှုတွေမီးလောင်ပြီးအကုန်တေကုန်ပြီ तू မတေဘူး तू ကပါလေရင်တက်တွေကလည်းဂုံတော်ပွားနေတာဘာပွားနေတာအဲ့မှာခရီးသည်တွေလည်း10ယောက်လောက်တော့လွတ်တယ်အဲ့မှာပြုတ်ကြသွားလူတွေမသိဘူးဒါပေမဲ့ကြိုးကမ်းပြီးတော့အကုန်လုံးဂိလာနာတွေအကုန်ဖြစ်ကုန်သူတယောက်ပဲဘာမှမဖြစ်တာမထူးဆန်းဘူးလားအဲ့ဒါဖရာကုံတော်ပွားတာဘာကုံတော်ပွားလို့လဲဗုဒ္ဓရဲ့ကုံတော်တွေပွားတာတိတ်ပြီးတော့အားရစရာကောင်းဒီအကျိုးတွေကိုမျောစရာလည်းမလိုပါဘူးเนาะပြောချင်တာတော့ကုံတော်အခုပွားအခုစိတ်မချမ်းသာဘူးလားစိတ်ချမ်းသာလားပွားကြည့်လိုက်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားကဲပူဇော်ကြည့်ပါဦးအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအေးချပွားတော်တက္ကမကြီးတို့တိတ်ကောင်းတယ်ဗုဒ္ဓရဲ့ဂုဏ်တော်နဲ့နေကြည့်ဘဝမှာစိတ်အေးချမ်းသွားလိမ့်မယ်ချက်ချင်းကိုကဒေါသဖြစ်ရင်လည်းအာရဟံဂုဏ်တော်တေးချပွားလိုက်လောဘတွေတအားဖြစ်လာပြီးမလို့လောဘတွေတအားကြီးလာပြီးဆိုပွားလိုက်ပါနော်မာနတွေထောင်လာပြီးပွားလိုက်ပါအိတ်သားမစ္စရိယတွေဖြစ်လာပြီးဖယားဂုဏ်တော်တေးတေးချာချာကိုပွားလိုက်ပါချက်ချင်းကိုအေးချမ်းသွားမယ်တခါကြီးတို့မကြီးတို့ဟုတ်ပြီလားတိတ်ကောင်းတယ်ဗုဒ္ဓရဲ့ဂုဏ်တော်ချက်ချင်းကိုအကျိုးပေးတာအဓိကလူတွေဆင်းရဲနေတာပစ္စည်းဥစ္စာမရှိလို့လည်းမဟုတ်ဘူးတခါကြီးတို့မကြီးတို့ကြာလားယာရုအာနာတွေမရှိလို့လည်းမဟုတ်ပါဘူးကိလေသာတွေကြောင့်ဘာကြောင့်လဲကိလေသာတွေနှိပ်စက်နေလို့မိမိတို့တွေဆင်းရဲနေတယ်ဆိုတာသဘောပေါက်လိုက်ပါသူများကြောင့်မဟုတ်ပါဘူးကိုကြောင့်ဘာလဲကိုမွေးခဲ့တဲ့ကိလေသာမီးတွေကိုနှလုံးသားမှာလောင်ကျွမ်းနေလို့ကိုဆင်းရဲနေတာပါဟုတ်ပြီလားဒါကြောင့်မိမိတို့ချမ်းသာတဲ့ဘဝပိုင်ရှင်ဖြစ်ခြင်းတီလာဖြူစင်သွားဖြစ်ခြင်းပါအားလုံးပေါ်မေတ္တာထားပါဖယားကုံတော်ကိုတေးသေးချာချာကိုပွားကြည့်ပါဘယ်သူမှကိုယ်ဒုက္ခပေးလို့မရဘူးသူတို့ဘာတွေကိုကြိုက်တဲ့လောက်ကဲ့ရဲ့လို့ရတယ်ရှုတ်ချအပြစ်တင်ကိုမကောင်းကြောင်းကြိုက်တဲ့လောက်ပြောကိုရင်ထဲမှာကိလေသာတွေငြိမ့်နေပြီကိလေသာတွေဝေးနေပြီဆိုရင်စိတ်ဆင်းရဲမှုမဖြစ်တော့ဒေါသတွေမဖြစ်တော့ဟုတ်ရလားတိချကုံတော်ပွားလိုက်ပါဒါကြောင့်အပြင်ကကိုယ်ကိုမုန်းတီးနေတဲ့ပုံကိုယ်တွေဟာကိုကိုနော်အမျိုးမျိုးကိုယ်ကုံသိက္ခာကြအောင်ပြောကြမယ်ဆိုကြမယ်ကဲ့ရဲ့ကြမယ်ရှုတ်ချကြမယ်ဝါဒတွေဖြန့်ကြမယ်ကိုယ်ရင်ထဲမှာကိလေသာတွေဝေးနေဘာမှမဖြစ်တော့အေးချမ်းနေရောဟုတ်တယ်မလား